ယ်လိုဟုတ်ကဲ့ပါရှင်ဟုတ်ညီမလေးပြန်ရှာပေးပါမယ်နော်ဟုတ်ကဲ့တောင်းပန်ပါတယ်ရှင်ဟုတ်တောင်းပန်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်မှဖြစ်စီရပါဘူးနော်ဟုတ်ကဲ့ပါကျေးဇူးပါပဲနော်ဟုတ်ကဲ့ရှင်ကြိုရှင်စရာတစ်ချိန်လေးဖြစ်ပါသေးတယ်ငယ်ချင်းကစိတ်ကြီးကိုတယောက်တည်းလွတ်ထားပေးစမ်းပါရှိတဲ့အခက်အခဲတွေအားလုံးတစ်ချိန်ရင်နဲ့အတူမျိုးပါသွားပြီစိတ်သစ်မှာစိတ်သစ်လူတွေအမျိုးမျိုးတွေပိုင်ဆိုင်နေကြပြီပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း Mr. Secretary မိသားစုမှာဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်